ကြောင်းတို့ရဲ့မသိသေးတဲ့ရွယ်မို့ဝါကိုစားမယ်ဒီလောကကြီးမယ်အယောင်ဆုံးမျိုးမျိုးလူတွေမျိုးမျိုးစိတ်ကင်းခြင်းလဲကြွားကြတယ်မေတ္တာတရားနဲ့လူများကြဖို့ရဲ့နားလေပေးတဲ့သူမို့ဒီလူကိုခွဲချလို့နေကြတယ်ရောတို့သုံးနေကြွားသွားကြတယ်လောကကြီးရဲ့မတရားလုံးပါတယ်What the